ရှင်မတ်လ28ရက်နေ့မှာမြန်မာမှာလှုပ်ခတ်သွားတဲ့ငလျင်တန်းကြောင့်လူမြောက်များစွာအသက်ဆုံးရှုံးရပြီးတော့အိုမဲအိမ်မဲဖြစ်သွားတဲ့သူတွေလည်းအများကြီးရှိတာပေါ့နော်သူတို့တွေဆိုလို့ရှိရင်စားစရာတွေတဲခိုစရာတွေစေဝါအကူအညီတွေအများကြီးလိုအပ်နေရလဲသိရပါတယ်ဒါကြောင့်ဒီလူတွေရဲ့လိုအပ်ချက်တွေကိုလူတန်းချင်းနေဆိုလို့ရှိရင်ကျမတငယ်ချင်းတွေစီမှာအလူငွေလူတန်းလို့ရတယ်ဆိုတဲ့အကြောင်းကိုသိပေးချင်ပါတယ်ကိုယ့်ရဲ့အလူငွေအနေမြန်မပိုင်းခြားဘဲနဲ့လူလဲလို့ရပါတယ်เนาะကျမတို့မြန်မာပြည်သားချင်းချင်းကူညီဖေးမကြရအောင်ကျေးဇူးတင်ပါတယ် Hello everyone around the world. At the consequences of earthquake in Myanmar, countless of houses and families have been faced with suffering of hunger, shelter, and medical aid. Therefore, I and my friend are here to request for donations and humanity. I believe small a little assistance can convert into a huge great of feeling as a human, especially when facing with difficulty. Undoubtedly, many small ethnic groups of people in Myanmar need your kind and gentle help. Thank you. ထဝဲသူထဝဲသားအားလုံးကိုကျွန်တော်နေနဲ့မြေတရက်ခန့်ရှိကြတော့ကျွန်တော်တို့အခုလောက်မဲ့စူပေါရဲ့အားဆို project မှာပါဝင်လူတာပေးဖို့မြေတရက်ခန့်ရှိပါခင်ဗျာကျွန်တော်တို့အခု project နဲ့ရလောင်းငွေလေးကိုအခုလာတလောက်ခန်းစားနေရငလျင်တက်ခန့်ပြည်သူတွေကိုစားနိုင်ရေးခါနာစေဝါလေးထောက်ပံ့လူတာသွားမှာဖြစ်ပါခင်ဗျာအဲ့တော့ကျွန်တော်တို့တငယ်ချင်းအောင်စိုးနေလောက်တဲ့စူပေါရဲ့ဆို project မှာတရားနဲ့များမဲ့စူပေါမဲ့လူတာပေးဖို့လဲကျွန်တော်နေကအထူးမြေတရက်ခန့်ပါခင်ဗျာငါလည်းအခုငလျင်တန်ခံနေအောင်လူတွေငါလည်းဟဲ့လေလောက်ပြင်နေမှာဆိုတော့ကိုပြရှိမျိုးမခံစားရဘဲနေအောင်နော်ကျွန်တော်တို့နည်းနည်းညံ့ညံ့မဲ့ဆိုလောက်ရလှူဒန်းရဆိုတဲ့ဟာကျွန်တော်နေတာတိုက်တွန်းရှိပါခင်ဗျာကျေးဇူးတင်